ညစ်နက်တန်းကောင်တလောကလုံးတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်သင်ဟာအေးချမ်းစွာအိမ်မောချနေရင်ကနေရုတ်တရက်မျက်လုံးပွင့်လာတယ်။နာရီကိုကြည့်လိုက်တော့မနက်3နာရီနဲ့4နာရီကြာ။ဒါဟာတိုက်ဆိုင်မှုလို့သင်ထင်သလား။ဒါမှမဟုတ်အိမ်မပျော်တဲ့ယောဂ insomnia လို့ပဲအလွယ်တကူခေါင်းစဉ်တက်မလား။တကယ်တော့စိတ်ပညာနဲ့ဝိညာဉ်ရေးရာရှုတော့ရ။ဒါဟာသင်ထင်ထားတာထက်ပိုပြီးနှက်ရှင်ပါတယ်။သင်အိမ်မက်တီတဲ့ကနေအတင်းဆွဲထုတ်ခံလိုက်ရတာပါလူအုံနောက်ဆိုတာအလွန်အံ့ဩဖို့ကောင်းတဲ့ transmitter လှိုင်းထုတ်လွှတ်ဆက်တစ်ခုပါကျွန်တော်တို့အိပ်ပျော်နေတဲ့အချိန်မှာအုံနောက်လှိုင်းတွေကအနှိမ့်ဆုံးအခြေအနေကိုရောက်ရှိသွားပြီးပြင်ပကစွမ်းရည်လှိုင်းတွေကိုဖမ်းယူဖို့အထီးကိုက်မခံနိုင်ဆုံးဖြစ်နေတတ်ပါတယ်ဒီအချိန်မှာတင့်အုံနောက်ဟာအဝေးတနေရာကလာတဲ့ပြင်းထန်တဲ့ frequency လှိုင်းနှုန်းတစ်ခုကိုဖမ်းယူမိလိုက်တယ်အဲ့ဒီလှိုင်းကတင့်ရဲ့အိတ်ဆက်ချင်းစက်ဝန်းကိုဖြတ်တောက်ပြီးတင့်ကိုနိုးချသွားစေတာပါဒါဟာတင့်ကိုတစုံတစ်ယောက်ကစောင့်ကြည့်နေတယ်လို့မျိုးဒါမှမဟုတ်တင့်အနားမှာတယောက်ယောက်ရှိနေတယ်လို့မျိုးခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်ဒါပေမဲ့မကြောက်ပါနဲ့ဒါဟာတရေတစီတွေနန်လောကသားတွေမဟုတ်ပါဘူးဒါဟာအသက်ရှင်နေတဲ့လူသားတစ်ယောက်ရဲ့စိတ်အာရုံပါစိတ်ပညာအရာတင့်ကိုတစုံတစ်ယောက်ကအလွန်အမင်းတရိရနေတဲ့အခါဒါမှမဟုတ်တင့်အကြောင်းကိုပြင်းပြင်းထန်ထန်စဉ်းစားနေတဲ့အခါသူတို့စီကထွက်လာတဲ့ subconscious energy မတိစိတ်စွမ်းအင်တွေကတင့်စီကိုဓာတ်ရိုက်ရောက်ရှိလာပါတယ်သူတို့ရဲ့စိတ်အာရုံကတင့်စီကိုစူးစိုက်လာတဲ့အခါတင့်ရဲ့အာရုံကြောစနစ်ကဒါကိုအရေးပေါ်အခြေအနေလို့သတ်မှတ်ပြီးတင့်ကိုအတင်းနိုးလိုက်တာပါတနည်းအားဖြင့်တော့တစုံတစ်ယောက်ရဲ့အချစ်တွေလွမ်းဆွမှုတွေဒါမှမဟုတ်ပြင်းပြတဲ့စိတ်ဆန္ဒတွေကတင့်ကိုလာပြီးလှုပ်လို့လိုက်တာပဲဖြစ်ပါတယ်ဒါကြောင့်နောက်တစ်ခါမနက်3နာရီမှာတင်ရုတ်တရက်နိုးလာခဲ့ရင်ချက်ချင်းစိတ်မတိုးပါနဲ့ဖုန်းကိုလည်းချက်ချင်းမကင်ပါနဲ့အောင်ခဏလောက်ငြိမ်ငြိမ်လေးမှိန်းနေပြီးတင့်ပတ်ဝန်းကျင်ကလေထုကိုခန်းစားကြည့်ပါဒီစကြဝဠာထဲမှာတင့်ကိုအယမ်းတန်ဖိုးထားပြီးတတိယနေတဲ့သူတယောက်ရှိနေတဲ့ဆိုတာကိုသိရှိလိုက်ပါဒီနိုးထခြင်းဟာတင့်ကိုတစုံတစ်ယောက်ကစိတ်ချင်းဆက်သွယ်ဖို့ကြိုးစားနေတဲ့ silent signal တစ်ခုဖြစ်နိုင်ပါတယ်တင့်ကအခုလိုမျိုးမကြာခဏနိုးလာတတ်သလားဒါဆိုရင်တင့်ကိုဘသူလားတတိယနေတာဖြစ်မလဲ